ကြည်ရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2026 January လ10ရက်နေ့ကြာသပတေးနေ့တနေ့တာလက်နေရကမြောက်ရစန်းတီရရကအရှိရညပေါ်ရရကတောင်ရဖြစ်ပါတယ်မူလဆန်းရှင်တဲ့ကဥတ္တရဖလဂုဏီနဲ့ခတ်ဖြစ်ပါတယ်ကြာသပတေးကျုံမေတုံရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်တင်ရာဒီမှာတနင်္လာကျုံနဲ့ကိကျုံတွဲပြီးတည်ရှိတယ်ဓနုရာဒီမှာတနင်္ဂနွေကျိုအင်္ဂါကျိုဗုဒ္ဓကျိုတောက်ကြကျိုတို့ဂျိုလေးလုံးပူးပြီးတည်ရှိတယ်။ကောင်းရာဒီမှာရာဟုကျိုမေရာဒီမှာစနေကျိုတို့အသီးသီးတည်ရှိတယ်။မိသားရာဒီဘွားတွေမှာလမ်းကြောင်းတင်တဲ့တိုးတက်မှုတွေပေါ်မဲ့အခက်အခဲအလုံးကိုဖြေရှင်းပြီးတော့တိုးတက်တဲ့လမ်းကြောင်းကိုထုတ်ပေါ်ချိုးပေးနိုင်မယ်။ပြည်သားရာဒီဘွားတွေမှာခီးကံကောင်းမဲ့ပြောင်းလဲရှိမဲ့ပစ္စည်းပြောက်တတ်တဲ့ငွေကြေးကံကောင်းမဲ့မေတော်ရာဒီဘွားတွေအတွက်စမ်းပွင့်မဲ့လိုရာပြည့်စုံမဲ့မိကောင်းဆွေကောင်းထောက်ဝေရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်ကရကရာသီဘွားတွေမှာအထူးကောင်းခြင်းနဲ့အကျိုးပေးခြင်းရှိမယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြော်မယ်တင်ရာသီဘွားတွေမှာတပြိုင်နက်တည်းတစ်ခုတည်းကတဲ့ဒုတိကိုလုပ်ခဲ့မယ်ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အပြောင်းလဲနဲ့တိုးတက်မှုကိုကြော်မယ်ကံရာသီဘွားတွေမှာလူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ဘဝကံတဏ္ဍပေါ်ပေါက်ခြင်းတို့ကိုကြော်မယ်တူရာသီဘွားတွေမှာဥတည်ချက်ပြောင်းပြီးလှုပ်တာဆင်ပြေမယ်ခီးကံကောင်းမယ်လူမျိုးပဲချိုးပေးမယ်ဘဝတိုးတက်မယ်ပြိဿရာသီဘွားတွေမှာပေါ်ပေါက်လာတဲ့ကြံညာလုပ်ငန်းတွေကိုလက်တွေ့ကောင်းထည့်ပြီးလုပ်ရကျိုးရှိမယ်နေရာပြောင်းနဲ့ဥတည်ချက်ပြောင်းပြီးလှုပ်တာကျိုးပေးနိုင်မယ်ဓနုရာသီဘွားတွေမှာအတတ်ပညာကောင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းရှင်ပြန်မှုအောင်မြင်ခြင်းကိုကြော်မယ်မကာရရာသီဘွားတွေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေမဲ့လူယုံဒုက္ခပေးပြတဲ့လူလိမ်လူကောက်တွေ့လိုက်တဲ့ကိုရာသီဘွားတွေမှာဥတီလိုက်တဲ့နေရာတိုင်းမှာတိုက်ခံရှိမယ်မဖြစ်မနေလုံးမသာအောင်မြင်မယ်မေယာဒီဘွားတွေအတွက်လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်အ내ရောင်ပြရင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့တို့ရှိရကိစ္စဆောင်ရွက်ပါသိရွက်တွေကိုမွေးနာကပဲပြန်ပြီးပိုက်ဆိုင်ထဲဆောင်ကတတိယကိစ္စများလုပ်ခဲ့အောင်မြင်မှုကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကြည်ရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2026 January လ10ရက်နေ့ကြာသပတေးနေ့တနေ့တာလက်နေရကမြောက်ရစန်းတီရရကအရှိရညပေါ်ရရကတောင်ရဖြစ်ပါတယ်မူလဆန်းရှင်တဲ့ကဥတ္တရဖလဂုဏီနဲ့ခတ်ဖြစ်ပါတယ်ကြာသပတေးကျုံမေတုံရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်တင်ရာဒီမှာတနင်္လာကျုံနဲ့ကိကျုံတွဲပြီးတည်ရှိတယ်ဓနုရာဒီမှာတနင်္ဂနွေကျုံအင်္ဂါကျုံဗုဒ္ဓကျုံတောက်ကြကျုံတို့ဂျိုလေးလုံးပူးပြီးတည်ရှိတယ်ကောင်းရာဒီမှာရာဟုကျုံမေယာဒီမှာစနေကျိုးတို့အသီးသီးတည်ရှိတယ်မိသားရာဒီဘွားတွေမှာလမ်းကြောင်းတင်တဲ့တိုးတက်မှုတွေပေါ်မဲ့အခက်အခဲအလုံးကိုဖြေရှင်းပြီးတော့တိုးတက်တဲ့လမ်းကြောင်းကိုထုတ်ပေါ်ချိုးပေးနိုင်မယ်ပြည်သားရာဒီဘွားတွေမှာခီးကံကောင်းမယ်ပြောင်းလဲရှိမယ်ပစ္စည်းပြောက်တတ်တဲ့ငွေကြေးကံကောင်းမယ်မေတော်ရာဒီဘွားတွေအတွက်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ဝေရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်ကရကရာဒီဘွားတွေမှာအထူးကောင်းခြင်းနဲ့အကျိုးပေးခြင်းရှိမယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြော်မယ်တင်ရာဒီဘွားတွေမှာတပြိုင်နက်တည်းတစ်ခုတည်းကတဲ့ဒုတိကိုလုပ်ခဲ့မယ်ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အပြောင်းလဲနဲ့တိုးတက်မှုကိုကြော်မယ်ကံရာဒီဘွားတွေမှာလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ဘဝကံတဏ္ဍပေါ်ပေါက်ခြင်းတို့ကိုကြော်မယ်တူရာဒီဘွားတွေမှာဥတည်ချက်ပြောင်းပြီးလှုပ်တာဆင်ပြေမယ်ခီးကံကောင်းမယ်လူမျိုးပဲချိုးပေးမယ်ဘဝတိုးတက်မယ်ပြိဿရာဒီဘွားတွေမှာပေါ်ပေါက်လာတဲ့ကြံညာလုပ်ငန်းတွေကိုလက်တွေ့ကောင်းထည့်ပြီးလုပ်ရကျိုးရှိမယ်နေရာပြောင်းနဲ့ဥတည်ချက်ပြောင်းပြီးလှုပ်တာကျိုးပေးနိုင်မယ်ဓနုရာသီဘွားတွေမှာအတတ်ပညာကောင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းရှင်ပြန်မှုအောင်မြင်ခြင်းကိုကြော်မယ်မကာရရာသီဘွားတွေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေမဲ့လူယုံဒုက္ခပေးပြတဲ့လူလိမ်လူကောက်တွေ့လိုက်တဲ့ကိုရာသီဘွားတွေမှာဥတီလိုက်တဲ့နေရာတိုင်းမှာတိုက်ခံရှိမယ်မဖြစ်မနေလုံးမသာအောင်မြင်မယ်မေယာသီဘွားတွေအတွက်လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြော်မယ်အ내ရောင်ပြရင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့တို့ရှိရကိစ္စဆောင်ရွက်ပါသိရွက်တွေကိုမွေးနာကပဲပြန်ပြီးပိုက်ဆိုင်ထဲဆောင်ကတတိယကိစ္စများလုပ်ခဲ့အောင်မြင်မှုကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကြည်ရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2026 January လ10ရက်နေ့ကြာသပတေးနေ့တနေ့တာလက်နေရကမြောက်ရစန်းတီရရကအရှိရညပေါ်ရရကတောင်ရဖြစ်ပါတယ်မူလဆန်းရှင်တဲ့ကဥတ္တရဖလဂုဏီနဲ့ခတ်ဖြစ်ပါတယ်ကြာသပတေးကျုံမေတုံရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်တင်ရာဒီမှာတနင်္လာကျုံနဲ့ကိကျုံတွဲပြီးတည်ရှိတယ်ဓနုရာဒီမှာ
တနင်္ဂနွေဂျိုအင်္ဂါဂျိုဗုဒ္ဓဂျိုတောက်ကြဂျိုတို့ဂျိုလေးလုံးပူးပြီးတည်ရှိတယ်။ကောင်းရာဒီမှာရာဟုဂျိုမေယာဒီမှာစနေဂျိုတို့အသီးသီးတည်ရှိတယ်။မိသားရာဒီဘွားတွေမှာလမ်းကြောင်းတင်တဲ့တိုးတက်မှုတွေပေါ်မဲ့အခက်အခဲအလုံးကိုဖြေရှင်းပြီးတော့တိုးတက်တဲ့လမ်းကြောင်းကိုထုတ်ပေါ်ချိုးပေးနိုင်မယ်။ပြည်သားရာဒီဘွားတွေမှာခီးကံကောင်းမယ်ပြောင်းလဲရှိမယ်ပစ္စည်းပြောက်တတ်တဲ့ငွေကြေးကံကောင်းမယ်မေတော်ရာဒီဘွားတွေအတွက်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ဝေရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်ကရကရာဒီဘွားတွေမှာအထူးကောင်းခြင်းနဲ့အကျိုးပေးခြင်းရှိမယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြော်မယ်တင်ရာဒီဘွားတွေမှာတပြိုင်တည်းတစ်ခုတည်းမကတဲ့တို့တွေကိုလုပ်ခဲ့မယ်ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အပြောင်းလဲနဲ့တိုးတက်မှုကိုကြော်မယ်ကံရာဒီဘွားတွေမှာလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ဘဝကံတလန်းပေါ်ပေါက်ခြင်းတို့ကိုကြော်မယ်တူရာဒီဘွားတွေမှာဥတည်ချက်ပြောင်းပြီးလှုပ်တာဆင်ပြေမယ်ခီးကံကောင်းမယ်လူမျိုးပဲချိုးပေးမယ်ဘဝတိုးတက်မယ်ပြိဿာရာဒီဘွားတွေမှာပေါ်ပေါက်လာတဲ့ကြံညာလုပ်ငန်းတွေကိုလက်တွေ့ကောင်းထည့်ပြီးလုပ်ရကျိုးရှိမယ်နေရာပြောင်းလဲဥတည်ချက်ပြောင်းပြီးလှုပ်တာကျိုးပေးနိုင်မယ်ဓနုရာဒီဘွားတွေမှာအတတ်ပညာကောင်းခြင်းဒီမချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းရှင်ပြန်မှုအောင်မြင်ခြင်းကိုကြော်မယ်မကာရရာဒီဘွားတွေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေမဲ့လူယုံဒုက္ခပေးပြတဲ့လူနေလူကောက်တွေ့လိုက်တဲ့ကော်ရာဒီဘွားတွေမှာဥတီလိုက်တဲ့နေရာတိုင်းမှာတိုက်ခံရှိမယ်မဖြစ်မနေလုံးမသာအောင်မြင်မယ်မေယာဒီဘွားတွေအတွက်လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်အ내ရောင်ပြရိပ်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့တို့ရှိရကိစ္စဆောင်ရွက်ပါတည့်ရွက်တွေကိုမွေးနာသာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထက်ဆောင်ကတနေ့တာကိစ္စများလုပ်ခဲ့အောင်မြင်မှုကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်